တခုကိုဘာမှမေးလို့လည်းမရတော့ပါဘူးလာတာတော့2ယောက်နဲ့3ယောက်လောက်တော့ဖြစ်နိုင်ပါတယ်ဒါပေမဲ့သူ့ကိုမရိုက်လည်းမရိုက်ရှင်ဘူးဘာမှလည်းမလုပ်ရှင်ဘူးအဲ့တော့သူ့ကိုတက်ဆိုင်ရအောင်ပဲ risk ကိုပဲပို့ဖို့အတွက်ကိုဒါစီစဉ်နေရပါအားလုံးမင်္ဂလာပါအခုကျွန်တော်မြင်တွေ့နေတဲ့ဗီဒီယိုလေးကတော့တခုပေါ့နော်ဒါရေစခန်းမှာတွားပြီးတော့မှအဲ့လိုက်ဗီဒီယိုလေးပဲဖြစ်ပါတယ်အခုခေတ်ကာလပေါ့နော်ကိုစီနိုးကလည်းတက်နေတယ်လို့နိုင်ငံရဲ့အခြေအနေကလည်းမကောင်းတဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်တို့နိုင်ငံမှာခိုးတဲ့သူတွေကလည်းတော်တော်လေးကိုများလာပါတယ်ကျွန်တော်တို့ပေါ့နော်အထူးသတိထားဖို့အတွက်အင်မတန်မှအရေးကြီးပါတယ်ကိုကြီးလေးစားပါတယ်အားလုံးအတွက်ကျွန်တော်ဒီဗီဒီယိုလေးကိုအစဆုံးတူတူကကြည့်စုကြအောင်ခင်ဗျာဒါတော့ညကတခုကိုဘာမှမေးလို့လည်းမရတော့ပါဘူးလာတာတော့2ယောက်နဲ့3ယောက်လောက်တော့ဖြစ်နိုင်ပါတယ်ဒါပေမဲ့သူ့ကိုမရိုက်လည်းမရိုက်ရှင်ဘူးဘာမှလည်းမလုပ်ရှင်ဘူးအဲ့တော့သူ့ကိုတက်ဆိုင်ရအောင်ပဲ risk ကိုပဲပို့ဖို့အတွက်ကိုဒါစီစဉ်နေရပါသူ့ကိုညရင်ချင်းပဲတက်ဆိုင်ရ risk ကိုပို့လိုက်ပါမယ်လူတွေရက်ဆက်လိုက်ကြဘာဖြစ်လို့ပိုးကျင်ကြလဲကောင်းကောင်းမွန်မွန်လေးလှူစားကြဖို့ရှင်တက်ကလည်းတော်တော်ကြီးနေပုံရောက်တယ်60ကျော်ပြီးတော့ခက်မှန်းသိရတာပေါ့နော်သူဒါညတင်းချင်းပဲဒါညတနာရီခွဲလောက်ပေါ့ရှင်ရက်စကန်ကိုတက်ဆိုင်ရရက်စကန်ကိုပို့ပါတော့မယ်ရှင်အားလုံးသတိဝိရိယရှိကြပါရှင်စာဆုံးလက်ပတ်ကျေးဇူးပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်လာမယ့်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့နေဖို့အတွက်လည်း channel လေးကို like subscribe လုပ်ခြင်းဖြင့်ကူညီကြပါအားလုံးကျမ်းမာချမ်းသာကြပါစေအလောကမြတ်စီပြေလျက်မိသားစုများကျမ်းမာပါစေလို့ကျွန်တော်ဒီနေ့ဒီပရိုမှာအားလုံးအတွက်ကျေးဇူးတင်ပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ